ရုံးကိုင်းနဲ့ day 3ကိုရောက်လာပြီပေါ့နော်ရေခဲ့အော်ဘယ်လိုဖြစ်လို့ရေခဲ့တော့လာပွဲခိုင်းတော့ငကိုဝယ်ထားတဲ့ဟာတော့မဖောက်သေးတာဟုတ်ဘယ်လိုဖွင့်ရမှာမသိတာကြီးကအော်ရောက်ပြီအေးဘယ်လိုအော်ရှုလို့လည်းမရအောင်ဆိုင်ရမဖွင့်ရသေးဘူးတန်ရှင်းရအရင်လုံနေရပြီဆိုတော့အေးတွေဖြစ်ရမယ်ရေတော့ဆိုတော့ကပစ္စည်းရတော့စီပြီးသွားပြီဆိုတော့ဒီစင်ယူဒီဘက်ရွှေ့လိုက်ပါလားဘေဘဒီဘက်ကိုလားကိုညီတော့အောင်လို့အဲ့ဆိုဘာမှအောင်မလို့မသိဘူးစင်ရလုံးနေတကယ်ခဏလေးအတီးရီကိုတည်းရဲ့စမအော်အတီးရီကအတီးရီထမ်းမလိုက်မယ် Okay A few moments later လေးပေါ်နေကြတာအတီးရီအားလုံးပြီးသွားပြီဆိုတော့ဆိုင်ဆက်ဖွင့်မယ်いらっしゃいませမင်္ဂလာပါကျွန်တော်တို့ရဲ့ဂျူဂျူမကတ်ကနေကြိုးစားပါတယ်မင်္ဂလာပါရှင်ဂျူဂျူမကတ်မှာကြိုးစားပါရယ် customer service နဲ့ရောက်ပြီးနေပါရဲ့ရှင်ဘာမှလို့လည်းမသိဘူးမင်္ဂလာပါရှင်ဂျူဂျူမကတ်မှာကြိုးစားပါတယ်ဘာတော့ပစ္စည်းတွေကိုပြည့်မတင်နဲ့ဆောင်းမလုံးနဲ့ရီးဆောင်ဆိုင်မဟုတ်ဘူးဆက်စစ်စိတ်ဆိုးလို့ပြောနေရမဟုတ်လူမျိုးကြီးကတိတောင်ပြောနေတာကျေးဇူးတင်ပါတယ်နောက်လည်းလာပြီးပါအောင်နောက်လည်းလာပြီးပါအောင်နောက်လည်းဝယ်တဲ့ဟာအတီးရနော်တီးတီဖိထားတာမှန်သွားတာကျေးဇူးတင်ပါတယ်နောက်ခါကျအကျွေးလေးယူလာခဲ့ပြီပါအဲ့ဒါလောက်ရှုလို့ပါနောက်ဆိုကျွေးလေးဆောင်ခဲ့ပေးကြပါရှင်ကျေးဇူးပါစကားအများကြီးမပြောချင်ဘူးတော့နောက်လာဝယ်တဲ့ခါကျအကျွေးယူလာခဲ့ဟာအခုအကျွေးမရှိတော့ဘူးတရားလုံးယူရပေးလို့ရလားနောက်တယ်အဆင်ပြေလိုက်တာအပြင်မှာတကယ်ထိုင်မိမှတင်တယ်ကိုကနေလားကျေးဇူးပါနောက်ဒီနေ့ရောနောက်ကျွေးယူလာနော်ကြောချရမသိဘူးနေကြကြည့်တယ်ကိုကေပေါ်လာပါလားဟုတ်တယ်သူကပြန်ရစရာမလိုအဲ့လိုဖြစ်နေရမှာတော့ဘာလဲစီလိတ်ဝင်နေရ VIP bonus တဲ့လိုက်ရတာပေးရတယ်နဲ့ညီလေးကစောနာတွေကကြည်နေဘာတွေအလိုမကျဖြစ်နေအောင်ဟမ်ထိုးဝင်လားထိုးအောင်လေဒီမှာရီကာတယောက်လို့ရှိရယ်ရီကာနဲ့ဆိုင်နော်တော့ပြီဆိုတော့ဒီနေ့ကဆိုင်ပိတ်မယ်ဒီလိုပါပဲကျေးဇူးတင်ပါတယ်လာပြီးတဲ့တရားချင်းစီရအောင်